အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ wish anime ဆုံးမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်ပြီးသွားပါဦးကျွန်တော်ကတော့ super ပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်မွေးထားတဲ့ကောင်ပေါ့နော်ဒါတော့ကျွန်တော်စဆော့ထားတာတော့ဝေးတာပဲသူများအကောင်ကြီးများကြီးကျွန်တော်ခုမှဆော့အခုအကားမပြောပဲစလိုက်ရအောင်ဗျဒီကတော့ကျွန်တော်တင်တော့ဆော့ရမှာခံပြပညာကုလို့animation နဲ့လည်းလိုက်တယ်ဆိုကဲ A few moments later ကျွန်တော် aura fan တော့မှာပဲဖြစ်ပါတယ်ရှိုးလိုက်တော့ဗျာကြည်ထားလိုက်တော့မှာ1 combo 2 combo 3 combo လာမယ်နော်နောက်လိုက်လာမယ်4 combo လာမယ်5 combo 6 comboဒါမှမလုပ်လို့ဆိုလဲ subscribe မလုပ်နဲ့ဗျာဟုတ်မှာတော့ကွာ A few moments later ကျန်စီးရပြင်းလို့ကြားပြောင်းစီးရပဲဖြစ်ပါတယ်ဗျာကြားတော်တော်မြန်နေဗျာကျွန်တော်ကြည့်ရတဲ့လောကတော့မွေးပူပြီးမြန်တယ်တယ်လို့ကျွန်တော်မွေးပဲစီလိုက်တော့မယ်ဗျာကျွန်တော်ရဲ့ဒီနေ့ဂိုးလေးရတော့လိုင်းရောယူရမှာဖြစ်ပါလေဗျာမွေးစီးရပေါ်မိုက်တယ်ကွာ A few moments later ခုကျွန်တော်စေဝါနဲ့ပြန်ရောက်နေရပဲဖြစ်ပါရဲ့ဗျာကြားပဲမြန်လို့ကြားပဲစီးတာလည်းလို့ဆိုဂျန်ကရကုံလေးလည်းပျောက်တော့မယ်အနီအောင်လေးပေါ်လာရင်ပျောက်တယ်ဗျာကျွန်တော်ဘေးကဘာကောင်လဲမသိဘူးကျွတ်စင်လို့ခေါ်လဲကြက်စင်လို့ခေါ်လားမသိဘူးအဲ့ကောင်မြူတီရှင်းပါဗျာဒါပေမဲ့မကောင်းဘူးလေနော်အားကြောင့်ကြားလုံးမမြန်လို့ကျွန်တော်ကြားပဲစီးလိုက်ပါရဲ့အခုဆိုရင်တော့ကျွန်တော်ချန်ကဲပြန်ဝါးရွယ်ဖြစ်ပါတယ်ဗျချန်ကဲမှာလည်းကြားပဲစီမှာဖြစ်ပါတယ်ကျွန်တော် line အောင်မရချင်းမတိချန်ကဲမှာပဲနေဦးမှာဘာလို့လဲဆိုတော့ line မှာစေပါနာဟန်ရှိတာမို့လို့ကျွန်တော်မိုးတွေရွာလို့အနောက်ကဘောဆိုတဲ့တိုင်မိုးရွာတန်လေးပန်လို့ပါကျွန်တော်တောင်းမှပါတယ်ဗျာ A few moments later ခုချိန်တီတော့မွေစီးလိုက်ကြားစီးလိုက်ပဲလုံးနေသေးပါရှီရကျွန်တော်မိချောင်းကနေတော့နေတယ်မဲ့လည်းကျွန်တော်မရသေးဘူးမိချောင်းစီးလိုက်မယ်ဗျာအသေးပုံလေးပြောရင်မိချောင်းကျွန်တော်ယုံကြည်မှုရှိမှာအဲ့ချိန်ကျရင်မိချောင်းကျွန်တော်ရောက်သွားမှာပဲဖြစ်ပါတယ်ကဲကျွန်တော်မိချောင်းစီးရလဲကြာနေပြီဗျာစီပါနာတော့ပြန်ရောက်တော့ရောက်တော့ရောက်နေတယ်ရှိမှလည်းမိချောင်းတော့ကောင်းတွေ့ရဗျာကျွန်တော်ဒီဟာလေးပြည့်သွားရင်ဒီမှာယုံကြည်မှုရှိပါလို့ကျွန်တော်ဒီမိချောင်းပိုင်ဆိုင်ဝါးကြီးပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီတစ်ခါတော့ကျွတ်စင်မဲ့စီးနေတယ်ကျွတ်စင်နာဖြစ်တယ်အကျက်စင်ဘာမှမသိတော့ကွာအဲ့တော့စီးရမိချောင်းပြန်စီးဒီမြင်းကြတီးကုန်ပေါ်ပါဖြစ်ကုန်ပြကျွန်တော်တို့စင်မရသေးဘူးဆိုစင်စီးနေရောပါတီးပြီးတယ်ကန်ကောင်းပါဗျာတူကိုဘူရမကျွေးပါအိတ်ကိုဘူတော့ဗျာနာတော့ပြီးတယ်ဒီရောပေါ့ကွာ A few moments later ကဲကျွန်တော်တို့ဒီမှာပြန်ရောက်လာပြီပေါ့နော်ကျွန်တော်ခုနဖမ်းမိတာအကောင်လေးဘယ်ရောက်ပါလဲဟောဒီမှာခရိုတိုင်းရဲ့ပြီးရင်တကောင်းရှိသေးတယ်စနေကြာသွားပြီဗျဒီကောင်လေးထိပ်ပြီးဒီကောင်လေးစာကျွေးလောင်ကျွန်တော်ရဲ့ဇူးကြီးတော်တော်ကြီးလာပါပြီဗျမင်းဖေးသွားပြီဒီမီချောင်းတော့မင်းကင်းစားခံရတော့မယ်နော်နိုင်ရောဖမ်းအောင်မှဆိုကျွန်တော်တို့ပြန်ဖမ်းမယ်ဗျတော့အကောင်လေးပြန်ဖမ်းမှုကြားစီးပြီးပဲသွားရင်ကောင်းမလားမွေးစီးပြီးတော့ကျွန်တော်ဘာစီးပြီးသွားရင်ကောင်းမလားကြား24ကွာစပီယာဟိုရကြားနေပဲသွားရင်ကျွန်တော်တင်ကြားနေဖမ်းတာပူပါရဲ့လမ်းကမကောင်းဘူးကွာကဲအဆုံးထိကြည့်ပေးရပါအောင်ကျွန်တော်ရဲ့ view လေးဒီကတော့ကွန်ပူကျွေးပြတော့မှာဘာလို့လဲဆိုတော့အကောင့်လေးကနေရဗျ
ဆင်းရငါရပြီးသားမို့ဟုတ်သားပဲဆင်းရမရသေးဘူးကွာဒါပေမဲ့ဆင်းရထောင်ရနေရကွာအဲ့လိုကြီးမမြောင်ဆင်းရငါလို့ပြောမှမြန်လာရင်ဘယ်လိုလုပ်မလဲမသိဆင်းရဒီတိုင်းတော့မနေတော့ပြေးတယ်ကွာဟုတ်တယ်ပြေးတယ်ကိုလုံးလာကြီးတေးအောင်မြန်လာကွာဒီကောင်ကြီးကနေရာမှာပဲကြော်လိုက်ပါတယ်ခင်ဗျာကျွန်တော်လိုင်းပေါ်မှာရှာရတော့ခဏတီးကန်ချင်းသိမ့်နဲ့တွေ့ရတယ်အဲ့ဒါနဲ့ကျွန်တော်လည်းတီးဟန်ကြည့်မယ်ဗျ A few moments later. Oh my god ကိုလူကြီးကြည့်လိုက်အောင်ကျွန်တော် recording မဖမ်းလိုက်ရလို့ဗျာမချင်းသိကြီးမိတာကောချင်းသိကကြီးက pre-message ပေါ့နော်ကျွန်တော်ရှားပါမျိုးစီလုံးဝပေါ့အဲ့ဒါကိုကျွန်တော်မိထားဆိုဘလောက်တောင်ကန်တော့လဲစဉ်းစားကြည့်လိုက်တော့ကျွန်တော်တို့ဒီကောင်ကြီးကိုရအောင်ယူရမယ်ဗျမရရင်တော့ကျွန်တော်တို့နှမျိုးစရာကြီးဘာလို့လဲဆိုတော့ pre-message ကြီးမို့လို့လုံးဝရှားပါမျိုးစီကြီးကိုကျွန်တော်တွေ့ရပြီအမဒီကောင်ကကြားရထအောင်မြန်သေးရင်ဗျစပီးရ25ထင်တာပဲဒါမဲ့သူ့အပရာဒီယာမိုက်တယ်အရှိရကောင်ဝင်ပိန်သူကကြိုက်တယ်ဗျဒါမဲ့ခိုးတောင်းနေဗျခါကြိုက်ရင်စက္ကန့်ဘယ်လောက်လဲမသိဘူးကြာရင်2စက္ကန့်လား3စက္ကန့်လားတော့မသိဘူးဗျအခုကျွန်တော်အိုက်ကောင်ယူလေရတော့မှာဗျသူ့ရဲ့ယုံကြည်မှုပြည့်တော့မယ်ဗျကျွန်တော်Oh my god ဒါကြီးရရှေ့ပဲဒီကောင်ကြီးကကျွန်တော်ဂါရန်နဲ့ပြန်သွားမှာဗျပြောရဆိုရင်ကျွန်တော်တို့ပြေးတော့မယ်ဗျနည်းနည်းပဲလို့တော့ဒီကောင်ကြီးရပါရရှေ့အိုးရပါပြီအဲဆိုကျွန်တော်တို့ပြန်သွားလိုက်ရအောင်ဗျโอเคကျွန်တော်တို့ပြန်ရောက်ပြီဗျရှုံးလိုက်တဲ့ခုလူစပီးရဆောင်းလာပြီးမှတက်ကြီးမှာကျွန်တော်ပြန်ကြည့်လိုက်တော့ what the hell နော်ကြည့်ရှိုးလိုက်တော့ရေအဲ့တော့ channel လေးကို like ဆိုပြီးလုပ်ပြီးသွားကြပါမရှိုးလာအောင်အဲ့ကားတော့ဝမ်းမရှိသေးအခုမှရထားမို့ like ဝမ်းမ speed လို့ဆိုရှိုးလိုက်နော် oh man အားလုံးပဲကျွန်တော်တို့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲဗျအားလုံးပဲ bye bye